ကာလုံးနဲ့ပတ်သက်ရင်လည်းဒီအပိုင်းမှာမစ္စည်းမဟိုနေ့ကဖွာနေဒီနေ့ဆိုမစ္စည်းမစဖွာနေမစ္စည်းမစဖွာတယ်ဘာဖွာလဲဆိုတော့ဒီဇူလိုင်လမှာဂျားပြတ်အစိုးရဖွဲ့နိုင်ခြင်းရှိရဆိုတဲ့သတင်းမျိုးသူကထပြီးတော့မစ္စည်းမဖွာတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒါကိုတော်တော်လေးစဉ်းစားသွားတယ်ပေါ့နော်စဉ်းစားသွားတယ်ဒီသတင်းကိုဘာဖြစ်လို့မစ္စည်းမဒီအချိန်မှာထပြီးတော့ရွေးချက်ရှိရှိနဲ့ဖွာတယ်လဲဆိုတဲ့မိကုံမှာနော်ဆိုတော့မစ္စည်းမရဲ့ဖွာတဲ့ဟာကတော့ယူပါတယ်သူကဇူလိုင်လမှာလည်းဂျားပြတ်အစိုးရပုံစံအသစ်ကိုတဲ့စစ်ကောင်စီကပြောင်းပွဲရှိပါတယ်လို့သူကပြောတယ်ဆိုတော့လာမယ့်ဇူလိုင်လမှာဂျားပြတ်အစိုးရတဲ့ကိုပြောင်းလဲဖွဲ့စည်းလိမ့်မယ်လို့ဆိုပြီးတော့သူကနေပြီးတော့သတင်းမတူကပြောပါတယ်ဆိုပြီးတော့မစ္စည်းမရေးတယ်ဆိုတော့သူပြောချင်တဲ့ဂျားပြတ်အစိုးရပေါ့ဗျာနော်ဂျားပြတ်အစိုးရဆိုတော့အဲ့ဒီအစိုးရပုံစံကိုကျွန်တော်ကဒီမှာယူလေးပြောပါမယ်သူတို့ကဘာလို့မှန်းပြီးပြောတာလဲဆိုတော့ဂျားပြတ်အစိုးရတကယ်ပေါ်လာမှာလို့မေးသူတို့ကဘာလို့မှန်းပြောတာလဲဆိုတော့ဟို2025ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်အဲ့တော့ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့တော့ရွေးကောက်ပွဲကျင်းပလို့မရဘူးအဲ့တော့ဂျားပြတ်အစိုးရနဲ့မှာကျင်းပမှာရမယ်ဒါကြောင့်ဂျားပြတ်အစိုးရဖွဲ့ရမယ်ဆိုတော့မျိုးသူကပြောတာအဲ့ဒါကိုလေ guideline ပေးနေတဲ့နိုင်ငံရေးပါတီတွေအများကြီးရှိတယ်အဲ့ဒါကိုပဲစဉ်းစားတွန်းပို့တာဂျားပြတ်အစိုးရရွေးကောက်ပွဲဖြစ်မြောက်ရေးကျင်းပမယ်အစိုးရဘာအစိုးရညာအစိုးရပေါ့ဗျာအခုလက်ရှိ NASA ကအစိုးရ NASA ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမဟုတ်ဘဲနဲ့အဲ့လိုမျိုးအစိုးရတွေဖြစ်ရမယ်ဆိုတော့ပြောကြတယ်ဆိုတော့ဖွဲ့စည်းပုံခြံဥပဒေပြန်ဖတ်ကြည့်ကြမယ်ဆိုပါစို့ပေါ့နော်ဖွဲ့စည်းပုံခြံဥပဒေထဲမှာပုံမှန်တွေပုံထိနံပါတ်တွေတော့ကျွန်တော်မပြောတော့ဘူးဖွဲ့စည်းပုံခြံဥပဒေမှာပါတဲ့အချက်တွေပြောပြမယ်ဒါတော့၄နှစ်3ကနေစပြီးဒီဘက်က4နှစ်9လောက်ထိကိုတရိုက်ဖတ်ကြည့်လိုက်အဲ့ဒါဆိုတော့တွေ့တယ်ပုံမှန်420နဲ့429လောက်ထိဂျာတစ်လျှောက်လုံးဖတ်ကြည့်လိုက်အဲ့မှာရွေးကောက်ပွဲကျင်းပမယ်လုပ်ထုံးလုပ်နည်းတော့တွေ့ရလိမ့်မယ်အဲ့တော့ရွေးကောက်ပွဲကျင်းပဖို့ကိစ္စမှာကာလုံကဒီလာမယ့်ဇူလိုင်31ဆိုသူကာလုံစီကိုကျင်းပပြီးရင်ကာလုံမှာသူအဆုံးဖြတ်တစ်ခုပေးရတယ်အဲကာလုံကအာဏာသူစိတ်ယူထားမလားကာလုံကဒီနိုင်ငံစုံအချိန်ကောင်စီကိုဖျက်သိမ်းမလားစသဖြင့်ရှိတယ်အဲ့တော့ရွေးကောက်ပွဲကျင်းပမလားဆိုတော့ကာလုံကတက်တိုးလာခဲ့တယ်လေကျွန်တော်တို့သိတယ်အချိန်ကြီးများနေပြီကျွန်တော်မှတ်တောင်းမှပြီးတော့တိုးလုံးလို့မှတ်တောင်းမှပြီးတော့ဘယ်နှချိန်မှကိုမသိတော့တိုးတာမှတ်ကိုမမှတ်ချင်တော့တာအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဆိုတော့အခုလဲကာလုံမှာဇူလိုင်31မှာကာလုံမှာတက်6လတိုးသည်ဆိုတာဖြစ်မလားဒါမှမဟုတ်ခုနအစိုးရတရက်လက်ထက်ကိုအာဏာပြီးမလားသို့မဟုတ်ကာလုံကအာဏာကိုကင်ထားမလားဆိုတာအဲ့တော့ဖွဲ့စည်းပုံချဲမှုတွေပါတာကအရေးပေါ်အခြေအနေကာလအရေးပေါ်ကာလအခြေအနေအတွင်းမှာကာလုံဟာသူရှိဥပဒေအာဏာတော့ကာလုံကကင်ထားတယ်အဲ့ကာလုံကနေပြီးတော့သူကဒီဒုပုဂ္ဂိုလ်တူတောက်ကိုဖြစ်စီအဖွဲ့အစည်းတစ်ခုဖြစ်စီဆိုတော့သူကတာဝန်ပေးခွင့်ရှိတယ်နောက်တစ်ခုကတပ်မတော်ကာကွယ်ရေးကိုတာဝန်ပေးတယ်ဆိုတော့တပ်မတော်ကာကွယ်ရေးကလက်ရှိရေးပေါ်အခြေအနေမှာတပ်မတော်ကာကွယ်ရေးကသူတာဝန်ထမ်းဆောင်တယ်အဲ့သူကဘာလုပ်လဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာကိုဖွဲ့စည်းပြီးတော့မှသူကတာဝန်ထမ်းဆောင်တယ်စီမံအုပ်ချုပ်ရေးကောင်စီတက်တန်းကလည်းအခုဆိုရင်၄နှစ်ကျော်လာပြီဆိုတော့ရွေးကောက်ပွဲကျင်းပမယ်လို့ဆုံးဖြတ်ထားပြီးရွေးကောက်ပွဲကခုနကဘာလဲဆိုတော့အနည်းဆုံး6လကြိုပြီးကြီးညာရတယ်နော်အနည်းဆုံး6လကြိုကြီးညာတယ်ဟိုမဲဆွဲဖို့ကြအချိန်အနည်းဆုံးရက်90အချိန်3လပေးရတယ်ဆိုတော့ဒါမျိုးတွေရှိတော့ပြောရင်ဒီဇင်ဘာလို့ပြထားတဲ့အတွက်ဇူလိုင်လို့ကောက်ဆွဲတယ်ဆိုတော့ဩဂုတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဇူလိုင်နောက်ဆုံးထားပြီးတော့ဒါဂျာပြတ်ဆိုပေါ်လိမ့်မယ်ဒီလိုမှန်တယ်အဲ့ဒါကိုလည်းသတင်းအနေနဲ့ဝါရဖြစ်လိုက်တယ်ဆိုတော့ရုပ်တရက်ဆိုရင်လူတွေကြားထဲမှာပေါ်လာမလားလို့မှန်းကြတယ်တချို့ကလည်းအခုမေလကုန်လောက်ဆိုရင်ဒီမေလကုန်ထဲမှာအစိုးရအဖွဲ့ထဲမှာအပြောင်းလဲကြီးနိုင်ငံရေးဆိုင်ရာအပြောင်းလဲမှုအကြီးတစ်ခုလုပ်လိမ့်မယ်လို့ဒီမေလကုန်လုပ်လိမ့်မယ်လို့တချို့ကလည်းသုံးသပ်ကြတယ်ဆိုတော့ဒီမေလကုန်မှာပဲဟိုနိုင်ငံရေးအပြောင်းလဲကြီးလုပ်မလုပ်တိတ်မထူးချဘူးလုပ်လည်းမထူးချဘူးဘာလို့ဆိုတော့အဲ့ဒီအားလုံးရဲ့ခေါင်းကင်ကဘိုးချုပ်ကြီးမင်းအောင်လည်းဖြစ်တယ်ဘိုးချုပ်ကြီးမင်းအောင်လည်းဖြစ်တဲ့အခါကျတော့ဘသူ့ကိုပြောင်းဘသူနဲ့ပဲပြောင်းဇမင်းသားအတူပဲမင်းသမီးတွေဘယ်လောက်ပြောင်းဇမင်းသားအတူပဲအဲ့တော့ဘယ်မင်းသမီးတွေသူတွေ့ကမင်းသားအတူပဲအဲ့တော့ခင်ဗျားရိုက်တာပြောဒါပဲအဲ့တော့အဲ့မှာဘာဖြစ်မလဲဆိုတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဖြစ်တည်မှုကရှိအောင်မလားဆိုတဲ့မေးခွန်းဆိုတော့တကယ်ရွေးကောက်ပွဲကျင်းပမယ်လို့ဆုံးဖြတ်ပြီးဆိုရင်ဒီနေ့ကကျင်းပမယ်ဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာမရှိရတော့ဖြတ်ပြရမှာအဲ့တော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုပြက်ပြပြီးသွားပြီးတော့သူဘာလုပ်ရမလဲဆိုတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမရှိတော့ဘဲနဲ့မြို့သားကာကွယ်ရေးလုံခြုံရေးကောင်စီတိုင်ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအာဏာပြန်အပ်နေတယ်အဲ့တော့အာဏာတော်ကိုကာလုံကပြန်ကင်ထားမယ်ဆိုတော့ကာလုံကအာဏာတော်ကကင်ထားပြီးတော့အရေးပေါ်အခြေအနေကိုကာလုံကပဲထပ်ပြီးတော့တာဝန်ထမ်းဆောင်တာမျိုးလုပ်လို့ရတယ်အဲ့တော့ရွေးကောက်ပွဲကိုကာလုံက6လအတွင်းကျင်းပပေးရမယ်ကာလုံကိုအာဏာပြန်အပ်ပြီးတဲ့နောက်မှာတပ်မတော်ကာကွယ်ရေးကသူ့ရဲ့တာဝန်ထမ်းဆောင်ပြီးလို့ကာလုံကိုအာဏာပြန်အပ်တဲ့ခါကျလို့ရှိရင်6လအတွင်းရွေးကောက်ပွဲကျင်းပပေးရမယ်လို့ဆိုတာပါတယ်အဲ့တော့ဒါကြောင့်မလို့ကာလုံပြန်အပ်တဲ့ခါအစိုးရတစ်ပေါ်လာမယ်လို့မှန်းတာခင်ဗျားတို့လွယ်လွယ်လေးပြောလိုက်မယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာရှိသလိုအိမ်ဆောင်အစိုးရဆိုတာလည်းဖွဲ့ထားပြီးသားမမေးဘူးပြောတာအဲ့တော့အစိုးရအသေးပြောင်းလဲရှိမှလားလို့မေးအိမ်ဆောင်အစိုးရဆိုတာဖွဲ့ထားပြီးသားရှိတယ်အဲ့ဒါကိုလည်းမမေးကြဘူးလို့လေနော်အဲ့တော့ရှင်းပြရင်တော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာမရှိတော့ရင်တော့အိမ်ဆောင်အစိုးရဆိုတာကဆက်ရှိနေလို့ရတယ်ဘာလို့လဲဆိုကာလုံကနေပြီးအိမ်ဆောင်အစိုးရကိုဆက်တာဝန်ပေးတယ်ဆိုရင်အိမ်ဆောင်အစိုးရဝင်းချုပ်ကဗိုလ်ချုပ်ကြီးမင်းအောင်နိုင်တယ်အဲ့တော့တချို့တွေနောက်ကြတာရှိတယ်လေဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကိုယာယီသမ္မတတာဝန်ထမ်းဆောင်ခိုင်းလိုက်ပါသည်ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကကာလုံရဲ့ယာယီသမ္မတကြီးဖြစ်တဲ့ယာယီသမ္မတတာဝန်ထမ်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကိုဘာပြောလိုက်ပါသည်နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ကအဲသူတွေနောက်ကြပြောတာရှိတယ်အဲ့တော့သူကရှိသမျှအကုန်ဘာဖြစ်တာလဲယူထားတဲ့အခါကျသူ့ကိုအဲ့လိုဟာနောက်ကြတာဒါပေမဲ့ကာလုံကရွေးကောက်ပွဲ6လအတွင်းကျင်းပပြီးလို့ရတယ်ဆိုရတယ်အဲ့တော့သူကဘာလုပ်လဲဆိုတော့သူ့မှာအာဏာ3ရက်လုံးက
အုပ်ချုပ်ရေးဥပဒေပြည်တရားစီရင်အာဏာ3ရပ်လုံးရှိတယ်အဲ့3ရပ်လုံးကိုသူကင်ထားပြီးတော့သူတရက်ကိုပဲသူကင်ပြီး2ရက်ကိုအိမ်ဆောင်ဆိုလက်ထက်ကိုထည့်ပေးလေသူရတယ်ရုပ်ကပဲကျင်းပဖို့အဲ့လိုမဟုတ်နဲ့ကာလုံကနေကင်ပြီးကာလုံကနေထိုင်ပြီးတော့သူကကျင်းပလဲရတယ်ကာလုံကနေကင်ပြီးကျင်းပလဲရတယ်အဲ့တော့ရှိတဲ့ဝန်ကြီးဌာနတွေကတော့ဝန်ကြီးဌာနအလိုက်ဝန်ကြီးတွေဆက်ရှိနေမယ်အဲ့ဒါဘယ်သူအောက်ကရှိမလဲအိမ်ဆောင်အစိုးရအဖွဲ့ဝန်ကြီးဌာနတွေဖြစ်တယ်ဆိုတော့အဲ့တိုင်းသွားလို့ရအဲ့တော့ခုနအစိုးရအသစ်ပြောင်းလဲမြင်ရနိုင်လားမမြင်နိုင်လားဆိုရင်ရှင်းပြောရင်တော့ပြောင်းမပြောင်းနော်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကဒါလည်းဒီလက်ရှိရွေးကောက်ပွဲကျင်းပဖို့အတွက်ကိုသူကဥဆောင်ပေးရမယ်သူဖြစ်လာတယ်အဲသူဥမဆောင်သူဥဆောင်ဘယ်ကတရားမင်းဆင်းလာမှာတော့โอเคပုံနေပြောတယ်ဘယ်တရားမင်းဆင်းလာဥဆောင်မှာတော့ဘယ်သူမှမဖြစ်နိုင်ဘူးနိုင်ငံရေးအပြောင်းလဲအကြီးဖြစ်နိုင်လားလို့မင်းဒေါ်ဆောက်စီကြီးနဲ့ထားပြီးဗိုလ်ချုပ်ကြီးနဲ့ထားဆွေးနွေးတာမျိုးဆိုရင်တော့တစ်မျိုးပေါ့ဗျာဒါပေမဲ့လည်းခင်ဗျစဉ်းစားကြည့်လေဘယ်သူကဒီချိန်ကြားလာမှကြားသေးကိုတက်သွင်းမှာတော့ဟုတ်လားဖြစ်နိုင်ချက်တော်တော်နေပါတယ်ဒါကြောင့်တော်တော်ခက်တယ်ဒါကြောင့်ခုနပစ္စည်းမတွေဘာလို့ဖွာနေတာဒီပြောရတော့နိုင်ငံရေးပါတီတွေနဲ့တချို့လူတွေနဲ့ပေါက်ပြီးတော့လူရင်းတဲ့လမ်းကြောင်းတွေကိုလမ်းကြောင်းပေးပြီးတော့ပြောနေသလားလို့တန်တရားရှိတယ်